လူက ministry ကနေပြီးတော့ညီကိုမောင်နှမရောက်စီတိုင်းကိုယေရှုနာမအားဖြင့်တစ်ဖန်ပြန်လည်ကြိုဆိုပါတယ်လို့ဒီနေ့ကျွန်တော်တို့ဒါဝိမင်းကြီးရေးသားတဲ့စာလံ56ကိုအတူတကွလေ့လာခွန်အားယူကြရအောင်လို့လူသည်ငါအားဘယ်သို့ပြုနိုင်သနည်းဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်ကျွန်တော်တို့ရဲ့အသက်တာမှာတစ်ခါတည်းရန်ဖက်ပေါင်းစုံကနေရန်သူများရဲ့တိုက်ခိုက်ခြင်းကိုရင်ဆိုင်ရတတ်ပါတယ်ပြဿနာတွေကဝိုင်းရံပြီးတော့တောင်းတနေရသို့တွန်းပို့တယ်လို့ဖြစ်စေခဲ့ပါတယ်။ကြောင်ပိတ်ရိုက်ခံရတဲ့သဘောမျိုးပေါ့ဗျာ။ရှေ့ကိုလည်းမတွန်းနိုင်နောက်ကိုလည်းမစုံနိုင်လွတ်မြောက်အောင်လမ်းကိုလည်းမမြင်နိုင်တဲ့ခံစားမှုမျိုးခံစားရလိမ့်ရှိပါတယ်။အဲ့ဒီရန်သူကကျွန်တော်တို့ကိုစန့်ကျင်တဲ့သူတူတယောက်ဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်နာမကျမှုယောဂါတစ်ခုလည်းဖြစ်နိုင်ပါတယ်။ငွေကြေးအခက်အခဲမိသားစုပြဿနာဒါမှမဟုတ်လို့ရှိရင်အနာဂတ်အပေါ်မသေးချာမှုဒီလည်းဖြစ်နိုင်ပါတယ်ဘယ်ပုံစံမျိုးပဲဖြစ်ပါစေဖိအားတစ်ခါတည်းမှာအလွန်ပြင်းထန်လာနိုင်ပါတယ်အဲ့ဒီခါကျွန်တော်တို့ဘာလုပ်ကြမလဲတမန်ကျမ်းစာကနေပြီးတော့ဒါဝိဒ်ရဲ့အတွေ့အကြုံအဖြစ်56ခုမြောက်သောစာလံမှာအဖြေပေးထားပါတယ်တပည့်ရာဇဝင်ပထမဆုံးခန်းကြီး27မှာရှောလုဘုရင်ရဲ့တပ်ဖြတ်ရန်ကြံစီတဲ့အတွက်ကြောင့်ဒါဝိဒ်ကအသက်ဘေးရနေပြီးတော့ထွက်ပြေးရပါတယ်သူကရှောလုဘုရင်ထံမှာထွက်ပြေးပြီးတော့ဖိလိပ္ပိလူတို့နေတဲ့အဓိကမြို့တစ်မြို့ဖြစ်တဲ့ဂါသမြို့သို့ရောက်လာပြီးတော့ဂါသပြင်အခိရှထံမှာခိုလုံဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဂါသမြို့ကဒါဝိဒ်တတ်ခဲ့တဲ့ဂေါလိယရဲ့ဇာတိမြို့ဖြစ်နေပါတယ်အခိရှမင်းရဲ့ကြုံများကဒါဝိဒ်ကိုမှတ်မိပြီးတော့ဣသရေလအာပြည်၌တီဆိုခဲ့တဲ့ရှောလုအထောင်ထောင်ဒါဝိဒ်အတောင်းတောင်းဆိုတဲ့တခြင်းကိုပြန်ပြီးတော့တတိယနေကြပါတယ်ဒါဝိဒ်ကနောက်ဖက်မှာရှောလုရဲ့လိုက်ခြင်းကိုခံနေရပြီးတော့ရှေ့ပါလေအခိရှနဲ့ဖိလိပ္ပိလူတို့ကိုရင်ဆိုင်နေရပါတယ်အန်ဒီယေတစ်ခုကနေပြီးတော့လွတ်မြောက်လာပြီလို့ထင်ရပေမဲ့နောက်အန်ဒီယေတစ်ခုတည်းကိုချက်ချင်းကြာရောက်သွားခဲ့ပါတယ်ဒါဝိဒ်ကအလွန်ကြောက်ရွံ့လာတာကြောင့်ယူသွသူတယောက်ကဲ့သို့ဟန်ဆောင်ခဲ့ပါတယ်တကယ်ရွက်များပေါ်အော်ရေးချပြီးတော့မုန်းစိတ်ပေါ်သို့တတွေးပြစီးကြတဲ့ပုံစံမျိုးသူဟန်ဆောင်ခဲ့ရပါတယ်အဲ့ဒီအခါမှာအခိရှအမင်းကသူ့ကိုနှင်ထုတ်ပြီးတော့ဒါဝိဒ်လွတ်မြောက်လာခဲ့ရပါတယ်56ခုမြောက်သောစာလံရဲ့ခေါင်းစဉ်မှတ်တမ်းကဤစာလံကိုဖိလိပ္ပိလူတို့ဂါသမြို့မှာဒါဝိဒ်ကိုဖမ်းဆီးခဲ့ပြီးနောက်မှာရေးဆက်ခဲ့တယ်လို့မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်ဒါဝိဒ်ကအဝိုင်းခံခဲ့ရပါတယ်အကာအကွယ်မဲ့ခဲ့ပါတယ်သူကြောက်ရွံ့နေရပါတယ်သူ့ကိုကာကွယ်မဲ့စစ်တပ်မရှိပါဘူးခိုးလုံးရင်လုံခြုံသောနေရာမရှိပါဘူးအဲ့ဒီအန္တရာယ်ကြားကပဲသူကဘုရားသခင်ကိုအော်ဟစ်ခဲ့ခြင်းဖြစ်ပါတယ်အခန်းငယ်1နဲ့2မှာတော့ဒါဝိဒ်ကဘုရားသခင်ကိုဤကဲ့သို့အော်ဟစ်ခဲ့ပါတယ်အိုးဘုရားသခင်ကျွန်တော်ကိုသနာတော်မူပါလူတို့သည်ကိုက်ဆအံ့သောဒေါသနှင့်နေတိုင်းတိုက်၍ကျွန်တော်ကိုနှိပ်စက်ကြပါ၏ရန်သူတို့သည်နေတိုင်းကိုက်ဆအံ့သောဒေါသရှိ၍မြင့်သောစိတ်နှင့်ကျွန်တော်ကိုတိုက်သောသူအများရှိကြပါ၏လို့မှတ်တမ်းတင်ခဲ့ပါတယ်ဒါဝိဒ်အော်ဟစ်ခဲ့တဲ့တနာတော်မူပါဆိုတဲ့မူရင်းဟေဘဲစကားလုံးကတော့ဟာနာပဲဖြစ်ပါတယ်ကျေးဇူးပြုပါဂရုဏာပြပါလို့အဓိပ္ပာယ်ရပါတယ်ဒါဝိဒ်ကသူဒီမိမိရဲ့ခွန်အားတတ္တိဒါမှမဟုတ်အရေးချင်းကိုစတင်မပြောခဲ့ပါဘူးမိမိကိုယ်တိုင်မတတ်နိုင်ကြောင်းကိုသိတာကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုတောင်းလျှောက်ခဲ့ပါတယ်ဒါဝိဒ်ကရန်သူများသည်တစ်နေ့လုံးတိုက်ခိုက်ကြတယ်လို့နှစ်ကြိမ်တောင်ဆိုခဲ့ပါတယ်ဒါကခဏတာအခက်အခဲမဟုတ်ကြောင်းကိုဖော်ပြနေပါတယ်အန်ဒီကနေ့စဉ်သူ့နောက်ကိုလိုက်နေတယ်လို့သူဆိုလိုပါတယ်အန်ဒီအောက်တွင်နှိုးထားရတယ်ခရီးသွားရတယ်အိပ်ရတယ်ဆိုပြီးတော့ဆိုနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့လည်းထိုကဲ့သို့ခံစားမှုမျိုးကိုခံစားရကောင်းခံစားရမှာဖြစ်ပါတယ်ခြေတော့ပင်မြေမထိခင်စိုးရိမ်မှုကကြိုးစိုးနေတတ်ပါတယ်စစ်စေးမြေပန်းချင်းခံရဖို့အဆောင်ခံနေရတယ်လို့မျိုးရှိတတ်ပါတယ်တာရီသမီးရေအိမ်တော်ရေ
မိဘများအတွက်ဆိုရင်ငွေရေးကြေးအလုတ်ကင်စသည့်ဖြင့်စိုးရိမ်မှုများစွာနဲ့ကြုံရလေရှိပါတယ်။ဒါတွေဟာကျွန်တော်တို့ကိုတစ်နေ့လုံးတိုက်ခိုက်တဲ့ရန်သူတွေဖြစ်ပါတယ်။ဒါဝိဒ်ကအဲ့ဒီဖိအားကိုတယောက်တည်းမတည်ဆောင်ဖို့သင်ပေးနေပါတယ်။အရှင်ဖေဟာကျွန်တော်ကိုဂရုဏာပြတော်မူပါ။ဤဝန်ကိုတယောက်တည်းတည်ရန်ခွန်အားမရှိပါကဲတော်မူပါလို့ဘုရားသခင်ထံမှာတိုက်ရိုက်ဆုတောင်းနေခြင်းဖြစ်ပါတယ်။အခန်းငယ်3နဲ့4ရောက်တဲ့အခါမှာတော့ကျွန်ုပ်သည်ကြောက်ရွံ့သောအခါကိုရော၌ခိုလုံပါမည်။ဘုရားသခင်ကိုအမိပြု၍နှုတ်ကပတ်တော်၌ဝါကြွားပါမည်။ငါသည်ဘုရားသခင်ကိုခိုလုံသည်ဖြစ်၍ကြောက်စရာမရှိ။လူသည်ငါ၌အဘယ်သို့ပြုနိုင်သနည်းလို့သူရေးဖွဲ့ခဲ့ပါတယ်။ဒါဝိဒ်ကငါမကြောက်ဘူးလို့သူမပြောပါဘူး။သူကြောက်ကြောင်းဝန်ခံခဲ့ပါတယ်။ကျွန်ုပ်ကြောက်ရွံ့သောအခါဆိုပြီးတော့ရေးဖွဲ့ထားပါတယ်။ယုံကြည်ခြင်းဆိုတာအန္တရာယ်မရှိတဲ့ကဲ့သို့ဟန်ဆောင်နေခြင်းမျိုးမဟုတ်ပါဘူး။ဘုရားသခင်ရှိတော်မှာမိမိရဲ့ကြောက်ရွံ့မှုကိုရိုးသားစွာဝန်ခံခြင်းဖြစ်ပါတယ်။ဒါဝိဒ်ကကြောက်ပါတယ်လို့ပြောပြီးတော့ပဲရနေခြင်းမျိုးမဟုတ်ပါဘူး။ကိုတော်ကိုယုံကြည်ကိုးစားပါမယ်လို့သူကဆက်ပြီးတော့ဆိုပါတယ်။ဒီစကားလေးယုံကြည်ကိုးစားမယ်ဆိုတဲ့စကားကတော့မူရင်းဟေဘဲဘာသာစကားအဖြစ်ဘာထလို့ခေါ်ပါတယ်။ယုံကြည်ကိုးစားသည်အားကိုးသည်တစုံတဦးအပေါ်စိတ်ချယုံကြည်မှုရှိတယ်လို့အဓိပ္ပာယ်ရပါတယ်။မိမိအသက်တာရဲ့ဝန်အားလုံးကိုခိုင်မာလုံခြုံသောနေရာမှာတင်ထားတယ်လို့သဘောရှိပါတယ်။ဒါဝိဒ်ကသူ့အသက်တာရဲ့ဝန်တွေကိုဘုရားသခင်ကိုဝဲတင်ခဲ့ပါတယ်။ရှောလူကသူ့ကိုလိုက်လံနေစေဖြစ်ပါတယ်။ဖိလိပ္ပိလူတို့ကြားမှာလည်းအန္တရာယ်ရှိနေစေဖြစ်ပါတယ်။အခြေအနေတွေမပြောင်းလဲပေမဲ့သူ့ရဲ့နှလုံးသားကတော့ဥတီအားပြောင်းလဲသွားခဲ့ပါပြီ။ယုံကြည်ခြင်းဆိုတာပြဿနာရဲ့ဝန်တော့ကိုထားနိုင်တဲ့ဘုရားသခင်ပေါ်တင်ခြင်းဖြစ်ပါတယ်။အရေးကြီးတဲ့အရာလေးတစ်ခုကိုဖော်ပြချင်ပါတယ်။ဒါဝိဒ်ကဒီလိုဆိုခဲ့ပါတယ်။လူသည်ကျွန်ုပ်ကိုအဘယ်သို့ပြုနိုင်သနည်းဆိုပြီးတော့ဖြစ်ပါတယ်။လူဟာမနာကျင်စေဘူးလို့သူကဆိုလိုခြင်းမဟုတ်ပါဘူး။လူဟာထိခိုက်နာစေနိုင်တော့ကြောင့်သူကအသက်ဘေးကနေပြေးနေရခြင်းဖြစ်ပါတယ်။ဒါပေမဲ့လူတို့ဟာဘုရားသခင်ရဲ့ဂရုတော်လေးကိုဖျက်၍မရနိုင်သူကဆိုနေခြင်းဖြစ်ပါတယ်။အိမ်ကနေမောင်းထုတ်နိုင်တော့ဘုရားသခင်ရဲ့မျက်မှောက်ကနေပြီးတော့မောင်းထုတ်လို့မရဘူးလို့သူကကြွေးကြော်နေခြင်းဖြစ်ပါတယ်။မြေကြီးအသက်တာကိုချင်းချောက်နိုင်တော့လေဒါဝရဘုရားသခင်ရဲ့အကြံစီကိုမပျက်စီးစေနိုင်တော့ဒါဝိမင်းကြီးညာနေခြင်းဖြစ်ပါတယ်။အခန်းငယ်9နဲ့6ရောက်တဲ့အခါမှာဒါဝိမင်းကရန်သူတွေရဲ့လုပ်ရက်ကိုဘုရားသခင်ထံမှာဖော်ပြခဲ့ပါတယ်။သူတို့သည်နေတိုင်းငါစကားကိုအလွဲယူကြ၏။ငါဤမကောင်းသောအကြံကိုသာကြံစည်ကြ၏။ငါအသက်ကိုစောင့်စစ်အခါစုဝေး၍ချောင်းမြောင်းလျက်ငါခြေရာတို့ကိုကြီးမှတ်ကြ၏လို့သူပြောခဲ့ပါတယ်။ဒါဝိဒ်ကဘုရားသခင်ထံမှာယုံကြည်ကိုးစားကြောင်းကြေညာယုံနဲ့ရန်သူတွေကချက်ချင်းမပြောက်သွားပါဘူး။သူတို့ကတစ်နေ့လုံးလိုက်လံတိုက်ခိုက်နေစေဖြစ်ပါတယ်။ဒီနေရာမှာဒါဝိဒ်သုံးခဲ့တဲ့ဟေဘဲမူလစကားလုံးလေးကတော့ဟာရှဖ်ဆိုတဲ့စကားပဲဖြစ်ပါတယ်။စဉ်းစားတယ်တွက်ချက်တယ်ကြံစည်တယ်အစီအစဉ်ချတယ်လို့အဓိပ္ပာယ်ရပါတယ်။ဒါဝိဒ်ကသူ့ရဲ့ရန်သူဦးများဟာသူ့ကိုလဲကျစေရည်ရွယ်ချက်ရှိနဲ့လှုပ်ဆောင်နေတယ်လို့သူကပြောနေခြင်းဖြစ်ပါတယ်။သူခန္ဓာကိုယ်သာမကသူ့ဘဝတစ်ခုလုံးကိုပါတိုက်ခိုက်ဖို့ကြံစည်နေတယ်လို့သူကဆိုလိုနေခြင်းဖြစ်ပါတယ်။သူစကားတွေကိုမှားယွင်းစေတယ်။သူကိုစုဝေးပြီးတော့ဆန့်ကျင်ကြတယ်။သူရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပြီးတော့ဖျက်ဆီးရန်အခွင့်အရေးကိုစောင့်နေကြတယ်လို့သူကဘုရားသခင်ရှေ့မှာရှောက်ထားခဲ့ပါတယ်။ဟုတ်ပါတယ်။လူတွေကကျွန်တော်တို့ကိုစကားမှားယွင်းစေတတ်ပါတယ်။နာမည်နဲ့ဂုဏ်သတင်းကိုဖျက်ဆီးတတ်ကြပါတယ်။ရှုပ်ဝက်စာလည်းကြံစီလှုပ်ဆောင်တတ်ကြပါတယ်
ဒါပေမဲ့ရန်သူကဒါဝိဒ်ကိုစန့်ကျင်ဖို့အစီအစဉ်တွေချနေတဲ့အချိန်မှာထာဝရဘုရားသခင်ကဒါဝိဒ်အတွက်တာ၍ကြီးမားသောအကြံစီရှိတယ်ဆိုတာကိုဒါဝိဒ်နားလည်ပါတယ်လူတွေကအကြံစီများကြံစီနိုင်တော့လေဘုရားသခင်ရဲ့အကြံစီကိုတော့သူတို့ရပ်တန့်နိုင်မှာမဟုတ်ပါဘူးလူတွေကကိုယ့်ကိုစန့်ကျင်လာတဲ့အခါကျွန်တော်တို့ပညာရှိစွာတုံ့ပြန်ရမှာဖြစ်ပါတယ်ကြောက်ရွံ့ခြင်းရဲ့ကြော်ဖြစ်အသက်ရှင်နေစရာမလိုပါဘူးအမှန်တရားကိုပြောလို့ရပါတယ်မတရားမှုကိုအမှန်တရားနဲ့ကင်တွယ်လို့ရပါတယ်လိုအပ်တဲ့အကူအညီတွေကိုရှာဖို့လည်းလိုပါလိမ့်မယ်ရန်သူကအကြံစီကြံစီနိုင်တော့လေဘုရားသခင်ပြင်ဆင်ထားတဲ့အနာဂတ်ကိုတော့သူတို့မထိန်ချုပ်နိုင်ပါဘူးနာမကျမ်းမှုဖြစ်စေငွေကြေးအခြေအနေဖြစ်စေဒါမှမဟုတ်မြည်သည့်ရန်သူကမဆိုမြင်နိုင်သောရန်သူဖြစ်စေမမြင်နိုင်သောရန်သူဖြစ်စေဘုရားသခင်ပြင်ဆင်ထားတဲ့အနာဂတ်ကိုထိန်ချုပ်လို့မရပါဘူးဘုရားသခင်သာလည်းအနာဂတ်ကိုထိန်ချုပ်သောအရှင်ဖြစ်ပါတယ်ဒါဝိဒ်ကရန်သူတွေရဲ့အကြံစီကိုထာဝရဘုရားထံမှာရှောက်ပြီးတော့အဲ့ဒီရန်သူတွေကိုဖယ်ရှားအရေးယူပေးဖို့ဆက်ပြီးတော့တောင်းဆိုခဲ့ပါတယ်အခန်းငယ်9 10နဲ့9မှာသူကဘုရားသခင်ကိုဒီကဲ့သို့အော်ဟစ်ခဲ့ပါတယ်သူတို့ဒီမတရားသောအမှုအဖြစ်လွတ်ချင်းသို့ရောက်ရပါမည်လောအိုဘုရားသခင်သူများတို့ကိုအမျက်တော်ထွက်၍လှဲတော်မူပါကျွန်ုပ်ဒီအရရက်လဲရသောအချင်းအရာအားတို့ကိုတော်မှတ်၍ကျွန်ုပ်မျက်ရည်တို့ကိုဘူးထဲမှထဲ့တော်မူပါစီရင်တော်၌ရှိပါသည်မဟုတ်ပါဘုရားသခင်သည်ငါဘက်မှနေတော်မူသောကြောင့်ငါအော်ဟစ်သောအခါရန်သူတို့သည်လမ်းခြင်းကိုခံရကြမည်ကိုငါသိ၏ဆိုပြီးတော့သူကဘုရားသခင်ကိုအရေးယူဖို့ပြောခဲ့ပါတယ်ဒါဝိဒ်ကကိုယ်တိုင်လက်စားမချေခဲ့ပါဘူးသူ့ရဲ့အမှုကိုဖြောင့်မတ်သောတရားသူကြီးတို့ဘုရားသခင်ထံမှာတင်ပြပြီးတော့မကောင်းမှုတွေကိုစန့်ကျင်ပြီးတော့ဘုရားသခင်အရေးယူရတောင်းလျှောက်ခဲ့တာဖြစ်ပါတယ်သူကဟေဘဲစကားလုံးလေးခါရာဆိုပြီးတော့သူကအသုံးပြုခဲ့ပါတယ်ခေါ်သည်အော်ဟစ်သည်အကူအညီတောင်းသည်လို့အဓိပ္ပာယ်ရဒါဝိဒ်ကဘုရားသခင်ထံအကူအညီတောင်းတဲ့အခါရန်သူတွေနောက်တော့လဲကျသွားမယ်လို့သူယုံကြည်နေပါတယ်ဒါဝရဘုရားထံအော်ဟစ်ခြင်းကလက်မြောက်ရှုံးပေးခြင်းမဟုတ်ပါဘူးယုံကြည်ချက်ရှိရှိနဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်ဒါဝိဒ်ကသူ့ရဲ့ရန်သူတွေမတရားမှုတွေနောက်ဆုံးရလဒ်တွေအားလုံးကိုဘုရားသခင်ရဲ့အာဏာတော်အောက်မှာအနှံ့လိုက်ခြင်းဖြစ်ပါတယ်ရန်သူတွေရဲ့လုပ်ရက်ကိုဘုရားသခင်ကသိမြင်တော်မူပြီးတော့တရားမျှတမှုနဲ့အညီအရေးယူတော်မူလို့သူကယုံကြည်နေတာဖြစ်ပါတယ်ဒါဝိဒ်ရဲ့ရန်သူတွေကဒါဝိဒ်ရဲ့ခြေလှမ်းကိုစောင့်ကြည့်ပါတယ်ဒါပေမဲ့ထာဝရဘုရားကတော့ဒါဝိဒ်ရဲ့မျက်ရည်ကိုစောင့်ကြည့်သိမှတ်တဲ့ဘုရားဖြစ်ပါတယ်လူတွေကအပြင်ပန်းအန္တရာယ်ကိုမြင်နိုင်ကြပါတယ်ဒါပေမဲ့ဘုရားသခင်ကအတွင်းကနေကြောက်ရွံ့ပင်ပန်းနေတဲ့စိတ်ကိုသူကအသိအမှတ်ပြုတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အနက်ရှိုင်းသောနာကျင်မှုများကိုအခြားဘယ်သူမှမမြင်နိုင်တော့လေဘုရားသခင်ကအိမ်မပြောတဲ့ညတိုင်းတိတ်တိတ်ဆိတ်မျက်ရည်ကျမှုတိုင်းကိုသိမှတ်တဲ့ဘုရားဖြစ်ပါတယ်သင်ဆုတောင်းချက်တစ်ခုကိုမှမမေ့လျော့တဲ့ဘုရားဖြစ်ပါတယ်56ခုမြောက်သောစာလမှာဒါဝိဒ်ကအကြီးမြတ်ဆုံးသောကြေညာချက်တစ်ခုကိုကြေညာခဲ့ပါတယ်ဘုရားသခင်သည်ကျွန်တော်တို့ဘက်၌ရှိတော်မူကြောင်းဤအရာကိုကျွန်တော်သိတယ်ဆိုတာကိုသူကြေညာခဲ့ပါတယ်မနှက်ဖန်ပါဖြစ်မယ်ဆိုတာသူမသိပါဘူးရှောလူဘုရင်ဘလောက်ကြာလိုက်မယ်ဆိုတာသူမသိပါဘူးဘုရားသခင်ကသူ့ကိုဘုရင်ဖြစ်စေမယ်ဆိုတဲ့ဂရုဘယ်လိုပြည့်စုံမယ်ဆိုတာကိုလည်းသူမသိပါဘူးအခြေအနေတွေကလည်းသိစရာကောင်းတော့တဲ့အခြေအနေမျိုးမှာသူမရှိခဲ့ပါဘူးဒါပေမဲ့မနှက်ဖန်ရဲ့အသေးစိတ်ထက်ပိုပြီးအရေးကြီးတာကိုသူသိခဲ့ပါတယ်အဲ့ဒါကတော့
ထာဝရဘုရားသူ့ဘက်မှာရှိနေတယ်ဆိုတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာပြဿနာတွေဘလို့အဖြေထွက်မလဲဆိုတာကျွန်တော်တို့မသိနိုင်ပါဘူးသို့တော်လည်းခရစ်တော်၌အရာရာကိုအားကိုအနံ့ခြင်းအဖြစ်ဘုရားသခင်ကကျွန်တော်တို့ဘက်မှာရှိတော်မူတယ်ဆိုတာကိုသိနိုင်ပါတယ်ဘယ်ရန်သူမဆိုဘယ်ဆန့်ကျင်မှုမဆိုဘုရားသခင်ရဲ့ကယ်တင်ခြင်းအကြံစီကိုအောင်မြင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းယုံကြည်စိတ်ချလို့ရနိုင်ပါတယ်ရန်သူတွေဟာနေညမပြတ်ရှိနေတတ်တယ်လို့ပဲသူတို့ရဲ့ချောက်လှန့်ခြင်းကြောင့်လို့ကြောက်ရွံ့မှုကလည်းအကြိမ်ကြိမ်ပြန်လာတတ်ပါတယ်ကြောက်ရွံ့မှုတွေအကြိမ်ကြိမ်ပြန်လာတဲ့အခါမှာဒါဝိဒ်ကထာဝရဘုရားကိုယုံကြည်ကိုးစားကြောင်းထပ်မံကြွေးကြော်ခဲ့ပါတယ်56ခုမြောက်သောစာလံအငယ်30နဲ့17မှာထာဝရဘုရားကိုအမိပြု၍နှုတ်ကပတ်တော်၌ဝါကြွားမည်ထာဝရဘုရားကိုအမိပြု၍နှုတ်ကပတ်တော်၌ဝါကြွားမည်ငါသည်ဘုရားသခင်ကိုခိုးလို့သည်ဖြစ်၍ကြောက်เสียမရှိလူသည်ငါ၌ဘယ်သို့ပြုနိုင်သနည်းထပ်မံကြွေးကြော်ခဲ့ပါတယ်56ခုမြောက်သောစာလံကလက်တွေ့ကြတဲ့ဥပမာတစ်ခုကိုဖော်ပြထားပါတယ်ဒါဝိဒ်ကအန္တရာယ်ကိုဖော်ပြခဲ့ပါတယ်ယုံကြည်ကိုးစားကြောင်းနဲ့သူကြေညာခဲ့ပါတယ်ဒါပေမဲ့အန္တရာယ်ထပ်ရင်ဆိုင်ရတဲ့အခါမှာယုံကြည်ကိုးစားကြောင်းထပ်မံကြေညာခဲ့ပါတယ်ယုံကြည်ခြင်းဆိုတာအမှန်တရားထံအကျင့်ချင်းပြန်လာခြင်းဖြစ်ပါတယ်ကြောက်ရွံ့မှုတွေပြန်ကြုံတွေ့ရတဲ့အခါမှာဘုရားသခင်ကိုယုံကြည်ပါလို့ထပ်ပြီးတော့ကြွေးကြော်ဖြစ်ပါတယ်ပြဿနာအသစ်တွေပေါ်လာတဲ့အခါမှာဘုရားသခင်သည်ငါဘယ်၌ရှိတော်မူပြီလို့ထပ်ပြီးတော့ကြွေးကြော်မှာဖြစ်ပါတယ်အနာခတ်တွေသိကြတဲ့အခါလူသည်ငါအားဘယ်သို့ပြုနိုင်သလဲလို့ကြွေးကြော်ရမှာဖြစ်ပါတယ်လူသည်ဆိုတဲ့စကားလုံးလေးကိုတော့မူရင်းဟေဘဲစကားမှာအာဒမ်ဆိုတဲ့စကားလုံးနဲ့ဖော်ပြထားပါတယ်လူသားတစ်ယောက်ဒါမှမဟုတ်လူသားတစ်မျိုးနွယ်လုံးကိုသိပြီရကြီးမားလာပြီလို့ထင်ထားတဲ့ရန်သူပေးနေအကန့်အသတ်ရှိကြောင်းဖော်ပြနေခြင်းဖြစ်ပါတယ်ရှောလူဘီရင်ဖြစ်စေအခိရှာဘီရင်ဖြစ်စေအာနာရှိကြတော့လေသူတို့အားလုံးဟာအာဒမ်လူသားများဖြစ်ကြပါတယ်ဖယားသခင်မဟုတ်ဘူးလို့ဒါဝိဒ်ပြောနေခြင်းဖြစ်ပါတယ်လူသည်ကျွန်ုပ်တို့ကိုအဘယ်သို့ပြုနိုင်သနည်းလူတွေကနာကျင်စေနိုင်ပါတယ်စန့်ကျင်နိုင်တယ်လောကရဲ့အခြေအနေတွေကိုပြောင်းလဲသွားစေနိုင်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့ဂရုတော်ကိုတော့ပယ်ဖြတ်လို့မရဘူးဘုရားသခင်ရဲ့လက်တော်ကနေပြီးတော့ဆွဲထုတ်လို့မရဘူးဘုရားသခင်ရဲ့သင်၌ရှိတဲ့အကြံစီကိုဘလို့မှဖျက်ဆီးလို့မရပါဘူးလူတို့ရဲ့အတိုက်ခိုက်တွေကယာယီပဲဖြစ်ပါတယ်ထာဝရအရာတွေကိုတော့ဘုရားသခင်တပါးဒီကလည်းပိုင်တော်မူပါတယ်ဒါဝိဒ်ကကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဤစာလံကိုဆုံးသက်ခဲ့ပါတယ်။အိုဘုရားသခင်ကျွန်ုပ်သည်ရှေ့တော်၌သစ္စာပြုပါသည်ဖြစ်၍သစ္စာဝတ်ကိုဖြည့်လျက်ကိုရောကိုချီးမွမ်းပါမည်။ကိုရောသည်ကျွန်ုပ်အသက်ကိုတည်ခြင်းမှကယ်လွတ်တော်မူပြီးအသက်ရှင်သောသူတို့၏အလင်းထဲမှဘုရားသခင်ရှေ့တော်၌ကျွန်ုပ်ကျင့်နေပါမည်အကြောင်းကျွန်ုပ်ခြေကိုလည်းထိမိ၍လဲခြင်းမှကယ်လွတ်တော်မူမည်မဟုတ်လော။လို့ယေရှုတော်ချီးမွမ်းခဲ့ပါတယ်။ဒါဝိဒ်ကဘုရားသခင်ကယ်တင်တော်မူမည်အကြောင်းကိုကြိုတင်မျှော်လင့်ပြီးတော့ဝတ်ပြုကိုယ်ွယ်နေခြင်းဖြစ်ပါတယ်။တိုရာဆိုတဲ့ဟေဘဲစကားလုံးလေးကယေရှုတော်ချီးမွမ်းခြင်းယေရှုတင်ရပူဇော်တကားလို့အတိတ်ပဲရပါတယ်။ဒါဝိဒ်ကဘုရားသခင်ရဲ့အကူအညီကိုလက်ခံပြီးတဲ့အခါမှာကယ်တင်တော်မူတဲ့အရှင်ကိုမေ့လျော့ဖို့လို့မရှိပါဘူး။ကယ်တင်တဲ့အရှင်ကိုယေရှုတင်ဖို့လဲသတိပေးနေခြင်းဖြစ်ပါတယ်။ဘုရားသခင်ကဒါဝိဒ်ကိုသက်သာစေုံလေးကယ်တင်ခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့အကြံစီတိုင်းရှေ့ဆက်လျှောက်လှမ်းဖို့56ခုမြောက်သောစာလံမှာဒါဝိဒ်ရဲ့ဗန္ဒန်ကရန်သူလက်ကနေပြီးတော့လွတ်မြောက်ရုံဘုံသာမဟုတ်ပဲဘုရားသခင်မျက်မှောက်တော်မှာတက်တာပြန်လဲတိဆောက်ပြီးတော့တက်တော်တက်တာနဲ့ရှင်သာခြင်းပဲဖြစ်ပါတယ်။ညီကောင်အားဖြင့်ပြန်လဲခြုံမှုကြည့်မယ်ဆိုရင်တော့ဒါဝိဒ်ရဲ့ရန်သူတွေက
ရှော့လူနဲ့ဖိလိပ္ပိလူတွေဖြစ်ကြပါတယ်ဒီနေ့ကျွန်တော်တို့ရန်သူတွေကတော့ပုံစံအမျိုးမျိုးနဲ့ဖြစ်နိုင်ပါတယ်နာမကျမှုငွေရေးချေးပြဿနာအိမ်တော်ရေးပြဿနာစသည်ဖြင့်ယခုခေတ်အခြေအနေရဲ့ပြဿနာပေါင်းများစွာကျွန်တော်တို့ရဲ့ရန်သူပဲဖြစ်ကြပါတယ်အဲ့ဒီရန်သူတွေရဲ့ကြောင်ပိတ်ပြီးတော့တိုက်ခိုက်ခြင်းခံစားရတဲ့အခါမျိုးမှာ56ခုမြောက်သောစာလံစဉ်းစားကြပါစို့ဒါဝိမင်းကြီးကဂယုဏအတွက်အော်ဟစ်ပါတက်တာရဲ့ဝန်ဖို့ဝန်တော်ကိုဒါရဖျားပေါ်မှာတင်ယူပါရန်သူရဲ့အကြံစီကိုဖြောင့်မတ်သောတရားသူကြီးတွေဟူသောဘုရားသခင်ရှေ့တော်သို့ယူဆောင်ဘုရားသခင်ကမျက်ရည်တိုင်းကိုမြင်တော်မူကြောင်းသင်တရိယာကြောက်ရွံ့မှုပြန်လာတိုင်းယုံကြည်ကိုးစားကြောင်းကိုထပ်မှန်ပြီးတော့ကြည်ညာကဲ့တင်ခြင်းကိုကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တုံ့ပြန်ပါလို့တတိပေးနေပါတယ်ရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ